ပြလိုက်ခြင်းလေလာနေစီတို့နဲ့ရောက်ချီခြေပွင့်များလင်းလေမင်းလေးစီစိတ်ထဲမှာတိတ်လာတဲ့ကဘာကြီးမင်းလေးကဒီလိုမျိုးညာတဲ့သူရှိရင်ပြောစရာများသည်ပဲလေးနဲ့မြေတော်ရချီးပြေးမလာလို့မေးပြီးစံတမ်းများစွာချင်းနဲ့ပြေဆုံးပြီးပြောပြလိုက်ခြင်းနဲ့လာမင်းစီတို့နဲ့ရောက်ချီကျေခွင့်များမြင်လေမင်းလေးစီစိတ်ထဲမှာတိတ်လာတဲ့ကဘာကြီးမြင်လေတာဒီလိုမျိုးညာနဲ့သူရှိရင်ပြောစရာများသည်အတိတ်ပဲလေးနဲ့မြေတော်ရချီးပြေးပေါ်တော့မေးပြီးဆန္ဒများစွာရှင်နဲ့ပြေဆုံးပြီးမင်းလေးသာဒီလိုမျိုးညာနဲ့သူရှိရင်ပြောစရာများသည်အတိတ်ပဲလေးနဲ့မြေတော်ရချီးပြေးပေါ်တော့မေးပြီးဆန္ဒများစွာချစ်နဲ့ပြေဆုံးပြီး